Elon Musk ကိုတရက်ဖုန်းဘလောက်ကြာတုံးလဲလို့ interview တစ်ခုမှမေးထားတာကိုတွေးလိုက်တယ်စိတ်ကူးကြည့်ပါဘယ်နှနိုင်ဖြစ်နိုင်လဲ Elon Musk ဆိုတာ Twitter မှာ 219.9 million follower နဲ့တရက်ကို4ခါ5ခါတိကို tweet လုပ်တဲ့လူဖြစ်တယ် Neuralink SpaceX Tesla တို့လို company တွေလည်းရအောင် run တယ်ပြီးရင်အခု Twitter သုံးနေတဲ့အချိန်တစ်ခုကိုပြောနေရမဟုတ်ဘူးတနေ့ကုန်လုံးမှာဖုန်းသုံးတဲ့နှုန်းပြောနေတာပါ Open up our phones and look at the screen time. What does yours look like? Sometimes that's a scary number. It's probably, I don't know, it's a little over an hour a day or something like that. တနိုင်တောင်မပြည့်ဘူး What? Interview လုပ်တဲ့သူက Elon Musk ပြောတာမယုံလို့ဖုန်းပြကြည့်လို့ပြောတဲ့အချိန်သူရဲ့ screen time မှာ10မိနစ်ပဲရှိနေတာကိုတွေ့ရတယ်ဒါကဖုန်းအစ်တစ်လုံးကြောင့်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ပြောချင်တာအဲ့ဒါမဟုတ်ပြောချင်တာက Elon Musk လို့ social media ရဲ့သခင်ကြီး social media မသုံးပဲ run လို့မရတဲ့သူ business တွေကို social media မှာရအောင် run ပြီးဖုန်းတစ်ရက်ကိုတနားရီထက်နည်းအောင်သုံးနိုင်တယ်ဆိုတာတော်တော်လေးကို skillful ဖြစ်ပြီးတော့အခုခေတ်အနေထားနဲ့ဆိုရင်တော်တော်လေးဖုန်းသုံးတဲ့ screen time နည်းတယ်လို့ပြောလို့ရတယ်ပြီးရင် Elon Musk မှာ Instagram official account မရှိပါဘူး Elon ရဲ့ပြောချက်အရသူ့မှာ account တော့ရှိရယ်သူရင်းနှီးတဲ့သူတွေပို့လာတဲ့ link ကိုအချိန်တိုအတွင်းကြည့်နိုင်ဖို့အတွက်လောက်ပဲသုံးတယ်လို့ပြောတယ်ပြီးရင် Elon Musk လုံးဝမကြိုက်တဲ့ application တစ်ခုရှိပါတယ် Particularly Instagram.စိတ်ကူးကြည့်ပါတင်အလုပ်သုံးဖို့ကြောင်းကနေမှပင်ပန်းပြီးတော့အိမ်ကိုရောက်လာတယ်ကိုမှ plan တွေကရှိပြီးသားအာယုံအပြည့်နဲ့လှုပ်ရှားလုပ်ဖို့ကြံနေတော့မှာပဲဖုန်းကနေ message တစ်ခုဝင်လာတယ် someone like your post တင်အိုးငါပုံဘယ်သူများ like လုပ်တာလဲဆိုပြီးဝင်ကြည့်တယ်အဲ့ဒီမှာပဲတင်ကလုံးဝကိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတစ်ပုဒ်သွားတွေ့တယ်အဲ့မှာပဲ like လုပ်ရင်းနဲ့ကြည့်ရင် scroll လုပ်ရင်နဲ့အိမ်မှာညသာစားမယ်9နိုင်ခွဲနေပြီအိမ်ရောက်ကြတဲ့အဝိခလည်းမလဲသေးဘူးဖုန်းထဲမှာပဲအမြဲတမ်းဝင်နေတယ်တင်ကခဏလောက်တော့တွေးကောင်းတွေးနိုင်မယ်ပြီးရင်နိုင်ချက်ကြည့်ကြည့်တယ်9နိုင်တကယ်ခွဲသွားပြီနောင်လာရတယ်လို့တော့ခင်ဗျားလည်းခံစားရတယ်ဒါပေမဲ့မဟုတ်ပါဘူးအလုပ်နဲ့ကြာနေလို့ပါဆိုပြီးအင်းကိုစင်ချင်နဲ့ပါပေးတယ်ငါတို့လည်းအချိန်ပေးအောင်လို့မိသားစုကထပ်ပြောရင်တော့မှတင်ရမဟုတ်ပါဘူးအလုပ်နဲ့တကယ်ရှိနေလို့ပါဆိုပြီးရအောင်ပြောတယ်ဒါပေမဲ့တင်စိတ်အတွင်းထဲမှာတော့တင်ကိုတင်သိတယ်ဒါတွေကမားနေတယ်မမှန်နေဘူးဆိုတာကူကိုတော့သိတယ်တင်ကိုတင်ဂရီတွေပြန်ပေးတယ်တင်ထားတယ် washroom သွားတယ်ဝစ်လဲတယ်ပြီးရင်ငါမနှက်ပြန်ကနေလုံးဝပြင်ဆင်မယ်လို့ပြောတယ်ဒါပေမဲ့နောက်နေ့ဒီပုံစံနဲ့ပဲဟိုမျိုးဒီမျိုး scroll လုပ်ရင်လည်းတင်ပွားရဲ့အစိတ်ပိုင်းတစ်ခုပြီးတစ်ခုကလောင်ကျွမ်းပြီးကုံဆုံးသွားနေတယ်နောက်တစ်ခုခင်ဗျားထပ်ပြီးမြင်အောင်ကြည့်ပါတင်အသက်တရာပြည့်သွားတယ်တင်မင်းကတင့်ကိုလာမေးတယ် okay မင်းမသိခင်မှာမင်းဘာများလောက်ခဲ့လဲကြည့်အောင်လို့ပြောတဲ့အချိန်33နှစ်ကအဲ့ရင်နဲ့ပဲကုန်သွားတယ်9နှစ်ကကျတော့ washroom နဲ့ခရီးထွက်တာနဲ့တင်ကုန်သွားတယ်15နှစ်က TV ဖုန်းတွေကြည့်ရင်လည်းကုန်တယ် family နဲ့ကျတော့4နှစ်ပြီးရင်မင်းဘဝမှာမင်းတကယ်လိုချင်ဖို့အတွက်လုပ်တဲ့အရာမင်းအိမ်မက်တွေကိုဖြည့်ဆည်းဖို့အတွက်မင်းပေးခဲ့တဲ့အချိန်က1နှစ်2နှစ်အဲ့ဒီအချိန်မှာမင်းတွေးမှာငါအသက်ရှင်နေခဲ့တာပဲဒါမှငါတကယ်ရှင်တန်ခဲ့ရလားတင်မင်းကိုမရအောင်ပြောပြီးတော့တင်တကယ်လုပ်ချင်တဲ့အိမ်မက်တွေကိုလုပ်ဖို့အခွင့်အရေးနောက်ဆုံးတစ်ခုပေးပါလို့တင်ရအောင်တောင်းတယ်တော်တော်လေးစူးစမ်းပြီးတော့တင်နောက်ဆုံးအခွင့်အရေးတစ်ခုရတယ်ဒါပေမဲ့တင်မင်းကတင်ကိုတစ်ခုပြောတယ်ဒီတစ်ခါတော့အချိန်ကိုလုံးဝအလဟာတမဖြစ်စေနဲ့တင်ကတင်ပြန်ပြီးတော့ငယ်ရတဲ့အချိန်ကိုရောက်သွားတယ်မျက်လုံးမှာမျက်ရည်တချို့နဲ့စိတ်မှာကျတော့အခွင့်အရေးနောက်တစ်ခုရတဲ့အတွက်လုံးဝပျော်ရွှင်မှုနဲ့ခင်ဗျား ready အပြည့်ဖြစ်သွားတယ်အဲ့ဒီတင်းရဲ့ချိန်ရဲ့ကောင်းလောင်းတာအခုစပါပြီသူကလည်းတင်ဖုံးသုံးတဲ့ဒီ screen time ကတင်ကိုဘယ်လိုထိခိုက်နေလဲဆိုတဲ့ပြဿနာတွေကိုလိုက်ရှာတယ်ဒီ research paper ရှာတွေ့တော့ရေးထားတာကိုဖတ်ရင်နဲ့ခင်ဗျားအုံနောက်ပါပွင့်ထွက်သွားတယ်ဒီစာထဲမှာရှာတွေ့တာဒီလူတွေက11800ယောက်9နှစ်10နှစ်အရွယ်ကလေးတွေကိုစူးစမ်းလေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်သူတို့ရဲ့အမူအရာတွေကိုနှစ်တိတိလေ့လာခဲ့တယ် mental health ကိုလေ့လာတယ် brain scan MRI ဖတ်ရင်လည်းသိလာတာတချို့ကလေးတွေကအများဆုံးအချိန်ကို TV နဲ့ကြုံရကြပန်းမှာသုံးတယ်တချို့က video game တွေကစားတယ်တချို့က social media မှာအချိန်သုံးလေးရှိပါတယ်ဒီ230တွေကဒီကလေးတွေကိုအမျိုးအစား3မျိုးခွဲလိုက်ပါတယ်ပထမတစ်မျိုးက passive scrolling ပါဒီကလေးတွေက Instagram reel တွေကိုတက်ကြွပေါင်မှုမရှိဘဲနဲ့ဇက်တိုက် scroll လုပ်နေတာကိုပဲတွေ့ရတယ် post မှာ comment လည်းမလုပ်ပါဘူးဒီကလေးတွေကတခြားသူတွေရဲ့ reels တွေကိုပဲ scan လုပ်ပြီးဇက်တိုက် scroll ပဲလုပ်နေတာကလေးတွေရဲ့အမူအရာကိုဆန်းစစ်ကြည့်တော့စီကံမရှိတဲ့ပုံစံတွေကိုစမြင်လာရပါတယ်ကျောင်းမှာစာမတင်ပဲအောင်းနေတယ်အိမ်ကလူတွေကိုလိန်တယ်ပြီးရင်အရန် reactive ရှိတယ်တူတယောက်ကနည်းနည်းလေးတစ်ခုပြောလိုက်တာနဲ့အရန်စိတ်ဆက်ပြီးတော့မှအရန်တခါတည်းစိတ်ဆိုးသွားတာမျိုးနောက်တစ်ခုကတော့ video game အရန်ကစားတဲ့သူတွေဖြစ်ပါတယ် game ကိုအတကုံကစားတယ်ပြောရရင်တရက်ကို3နာရီအထက်ကိုပို့ပြီးဆောတဲ့သူတွေမှာတွေ့ရတာ
အဲ့ဒီလူတွေကအထီးကျန်မှုခံစားရတယ်အရန်စိတ်ပူတယ်စိတ်ဓာတ်တွေကျတယ်ပြီးရင် hippocampus လို့ပြောတယ်ကျွန်တော်တို့အုံနောက်မှာမက်ညံကိုအဓိကတောင်းယူထားတဲ့ဒီအုံနောက်ရဲ့အစိတ်ပိုင်းဟာတဖြည်းဖြည်းကျုံဝင်သွားနေတာကိုတွေ့ရပါတယ်နောက်ဆုံး group မှာကျတော့ပုံမှန် social media သုံးတဲ့လူပေါ့ multitasking လုပ်တဲ့သူတွေ Instagram လည်းသုံးတယ် Facebook လည်းသုံးတယ် TikTok လည်းသုံးတယ် Snapchat လည်းသုံးတယ် Netflix ပါထပ်ပြီးကြည့်လိုက်ပါသေးတယ်ဒီလူတွေကကြတော့ဘဝမှာအာယုံဥတီတီချီမှုဆိုတာလုံးဝမရှိပါဘူးဘယ်သူနဲ့မှလည်းကောင်းမှုမှန်ကန်တဲ့ emotional bonding တွေမရှိဘူးဆိုတော့တင်မင်းနဲ့တွေ့ပြီလို့ social media ဘာတွေဖြစ်စေလဲဆိုတာကိုသိပြီဆိုတော့ဖြည့်ရှင်းချက်စီကိုကျွန်တော်တို့သွားရအောင်ပထမအဆုံး solution ကတော့ incognito mode နဲ့ tab တွေကိုဖွင့်ပြီးကိုကြည့်ချင်တဲ့ video တွေကိုရှာဖို့ပါပဲ social media ရဲ့ algorithm မှာတင်ကြည့်ချင်တဲ့အရာနဲ့တင်အာရုံလွဲသွားတယ် social media တင်ကိုထပ်ပြီးဒီအာရုံလွဲစေတဲ့အရာတွေကိုပဲဇက်တိုက်ပေးမှာဖြစ်ပါတယ်ဇက်တိုက်ပြပြီးတော့မှတင်ကြည့်ချင်တဲ့ဟာတင်တကယ်သိချင်တဲ့ဟာဘယ်အချိန်လမ်းကြောင်းလွဲပြီးတော့မှဘယ်လိုမျိုးနောက်တစ်ပုတ်စီကိုအာရုံကရောက်သွားလဲဆိုတာခင်ဗျာသိမှာတော့မဟုတ်ဘူးဆိုတော့ Gmail တစ်ခုဖွင့်အမှကိုဘွားမှာကိုကြည့်ချင်တဲ့အရာကိုတကယ်တမိုးထားတဲ့အရာကိုတိုးတက်စေတဲ့အရာတွေကိုပဲကြည့်မယ်ဆိုပြီးတော့ channel တစ်ခုထားပါအဲ့ဒါကိုကအရန် pure ဖြစ်တယ်အရန်ဖြူစင်တယ်ဆိုပြီးတော့ကိုပြောပါကိုဘွားမှာတကယ်ဖြစ်ချင်တဲ့အရာတွေနဲ့မပတ်သက်တဲ့ video တွေကြည့်ချင်တယ်ဆိုရင်တော့ account တစ်ခုဖွင့်ပြီးတော့သုံးပါဒါပေမဲ့ဒုတိယ account ထက်ကိုမှပထမ account ကိုပို့ပြီးတော့မှတန်ဖိုးထားရမယ်ဒီ account နဲ့ဝင်တာနဲ့ကြီးဖို့မလိုတဲ့ link တွေကိုလုံးဝဝင်မကြည့်ဘူးဥပမာတင်က AI အကြောင်းစိတ်ဝင်စားတယ်ဆိုရင်တင်ကပထမ account မှာသွားပြီးတော့ what is an AI agent ဆိုပြီးရှာတယ်တင်စိတ်ဝင်စားတဲ့အကောင့်တဲ့ video တွေအများကြီးတွေ့တယ်တင်သဘောပေါက်သွားတဲ့အချိန်မှာ wow AI ကဆောင်းကျန်းတယ်ဆိုပြီးတော့ငါ AI အကြောင်းဒီထက်ပိုပြီးသိကျင်တယ်ဆိုပြီးတော့ခင်ဗျာ video နောက်တစ်ပုတ်ကြည့်ရပြီးရင်နောက်တစ်ပုတ်နောက် idea တစ်ခုနဲ့နောက်ရင်ခုံစရာ idea နဲ့ကြည့်ရင်နဲ့ပြဿနာအမှားပဲပြန်သွားစားတယ်ပြောချင်တာကကျွန်တော်တို့က idea နဲ့ပတ်သက်တဲ့ video တစ်ပုတ်နှစ်ပုတ်ကြည့်ပြီးရတယ်ကျွန်တော်တို့နောက်တစ်ဆင့်လောက်ရမယ့်အရာ action ဖြစ်ဖို့လိုတယ်ဆိုတော့ what is an AI agent ဆိုတာကျွန်တော်တို့သိတာနဲ့ကျွန်တော်တို့ရှာရမှာက how we can create a small AI agentဆိုတော့ AI အသေးစားတစ်ခုဘယ်လိုဖန်တီးမလဲဆိုတော့တင်ကလမ်းကြောင်းပေါ်မှာရောက်သွားပြီဒီလိုမျိုးကိုက research လုပ်လိုက် action လုပ်လိုက် research လုပ်လိုက် action လုပ်လိုက်အဲ့လိုသွားမှကိုကလမ်းကြောင်းပေါ်ကိုရောက်မှာကိုရောက်ချင်တဲ့နေရာကိုရောက်မှာဖြည့်ရှင်းချက်နံပါတ်1က set your boundaries ပြောချင်တာကျွန်တော်တို့ဖုန်းကျွန်တော်တို့လုံးဝမပိတ်လို့မရဘူးအဲ့ဒီအတွက်ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့ဖုန်းကို black and white screen လုပ်တာပါပဲကျွန်တော်တို့ Android မှာဆိုရင်တော့ black and white ကပါပြီးသားလို့သိရတယ် iPhone မှာဆိုရင်တော့ဒီကနေဒီလိုသွားပြီးတော့မှ black and white လုပ်လို့ရပါတယ် black and white လုပ်လိုက်ပြီဆိုရင်screen ကလုံးဝဆွဲဆောင်မှုမရှိတော့တဲ့အတွက်ကိုကြည့်ချင်တဲ့စိတ်ကတော်တော်လေးရော့ကျသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Pomodoro technique ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ session တွေနဲ့အလုပ်လုပ်တယ်2နာရီ video လုပ်ရင်ဖုန်း2နာရီအတွက် freedom ဆိုတဲ့ application နဲ့ကျွန်တော်တို့အကုန်လုံး app တွေကို block လုပ်လိုက်တယ်2နာရီအတွက်ကျွန်တော်ဘာ app မှသုံးလို့မရဘူးကျွန်တော်ဘယ်သူမှ message လုပ်လို့မရဘူးဘာအတန်မှမလာဘူး which is amazing ဆိုတော့ screen ကို black and white လုပ်တာနဲ့ကျွန်တော်ပြောတဲ့ဒီ freedom ဆိုတဲ့ application ကိုစမ်းသုံးကြည့်ပါနောက်ဆုံးဖြည့်ရှင်းချက်ကခင်ဗျားကို confidence လည်းတိဆောက်ပေးတယ် character လည်း build လုပ်ပေးတယ်အဲ့ဒါကတော့ exercise ပဲဖြစ်ပါတယ် exercise လုပ်တဲ့သူတွေရဲ့အုံနောက်မှာ BDNF ထုတ်လို့ပါတယ် miracle juice လို့လည်းပြောကြတယ်အရှိကောက်ကတော့ brain derived neurotrophic factor ဒီဓာတ်တွေကြောင့် neuro connection အသစ်တွေဖြစ်လာနိုင်တယ်ဖြစ်လာလို့ရင်ပိုပြီးမြန်တွေးလာနိုင်မယ်ပိုပြီးကောင်းတဲ့ဟာတွေတွေးလာနိုင်မယ်ပျော်ရွှင်မှုတွေကိုခံစားလာရမယ်အရှိမပြောထားတဲ့အတိုင်းအုံနောက်ရဲ့ hippocampus ဆိုတဲ့အပိုင်းဟာ social media အကြောင်းကျုံဝင်နေတာကိုကျွန်တော်တို့ exercise လုပ်ပြီးတော့အများကြီးတိုးတက်အောင်လုပ်လို့ရတယ်။ရလက်တွေကကျွန်တော်တို့ပို့ပြီးတော့မှတ်သားတဲ့ဉာဏ်တွေကောင်းလာမယ် memory ပို့ပြီး powerful ဖြစ်လာမယ်။ဖုန်းမရှိရင်အသက်ရှင်ဖို့မလွယ်ဘူး။ဒါပေမဲ့ social media ကိုလိုချင်တာရအောင်လုပ်ပေးမဲ့ tool လက်ဖြစ်သုံးဖို့လိုတယ်။ AI social media ကို business မှာမသုံးလို့ရှိရင်ဒီအချိန်နောက်ကျကြံခဲ့မှာဆိုတော့ဒါတွေကိုကျွန်တော်တို့က tool လေးအဖြစ်နဲ့ထိရောက်ဆုံးသုံးပြီးကိုယ့်ဘဝကိုတိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပထမတစ်ခုက Gmail account နှစ်ခုဖွင့်မယ်တစ်ခုမှလုံးဝ pure ဖြစ်တဲ့ content တွေကိုတကယ်တိုးတက်ချင်တဲ့ content တွေကြည့်မယ်နောက်တစ်ခုမှကျတော့ကို entertainment အဖြစ်ကြည့်ချင်တဲ့ဥစ္စာကြည့်မယ်နံပါတ်2ကကို target ထားပြီးကြည့်နေတဲ့ video ကိုတစ်ပုတ်နှစ်ပုတ်ကြည့်ပြီးရတယ်လက်တွေ့အသုံးချမဲ့ video ကိုကြည့်ပြီး action လုပ်ရမယ် execution ပေးရမယ်ပြီးရင်ကျွန်တော်ပြောတဲ့ freedom ဆိုတဲ့ app နဲ့လည်း app တွေကို block လုပ်ပြီးတော့မှကျွန်တော်တို့ပို့ပြီးကောင်းအောင်လုပ်လို့ရတယ်ပြီးရင် exercise ဒါကတော့တိတ်ပံနီးကြကြနဲ့ခင်ဗျားကိုပျော်ရွှင်အောင်လုပ်ပေးတဲ့နီးလန့်တွေပဲဖြစ်ပါတယ်ဒီလိုဗီဒီယိုလုပ်စေချင်နေဆိုရင်တော့ subscribe လုပ်ခဲ့ပေးပါတင်းရဲ့ subscribe ပါကျွန်တော်ကိုအလုပ်လုပ်ဖို့အများကြီး motivation ပေးပါတယ်ကျေးဇူးတင်ပါတယ်